ခင်းပြီးတဲ့အခါကျတော့မှအဲ့ဒီပစိုးခင်းပေါ်မှာပြည့်စေကဗုဒ္ဓကသတင်းသုံးတော်မူတယ်ပြီးတဲ့အခါကျတော့မှပြည့်စေကဗုဒ္ဓကတပိတ်ဖွင့်ပေးတော်မူတယ်အဲ့ဒီဖွင့်ပေးတော်မူတဲ့တပိတ်ထဲကိုဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးဟာသူစားဖို့လို့ယူလာတဲ့သမင်းကြံခဲနဲ့ငပိပုတ်ကလေးကိုလောင်းလိုက်တယ်တဲ့အဲ့ဒီသမင်းကြံခဲနဲ့ငပိပုတ်ကလေးကိုလောင်းပြီးတော့လက်အုပ်လေးချီးပြီးတော့အနာကနေထိုင်ပြီးတော့ကြည်ညိုနေတာပြည့်စေကဗုဒ္ဓကလည်းပဲဘေသတ္တရဲ့အဲ့ဒီသစ်ပင်အောက်မှာသတင်းသုံးရင်းနဲ့အဲ့ဒီသမင်းကြံခဲနဲ့ငပိပုတ်ကိုဖုံးမေသုံးဆောင်တော်မူတယ်ဟာဝမ်းသာလိုက်တာမပြောနဲ့တော့သူ့စိတ်ထဲဖုံးမေမထင်ဘူးပြစ်များပြစ်ထုတ်လိုက်မလားတော်များတော်လိုက်မလားခွေးများကျွေးလိုက်မလားနဲ့အဲ့ဒီလိုထင်နေတာတခုမှမဟုတ်ဘူးပြည့်စေကဗုဒ္ဓကိုယ်တိုင်သစ်ပင်ရဲ့မှာသူ့ရှိမှာဖုံးမေသုံးဆောင်တာမြင်တဲ့အခါကျတော့ဝမ်းသာလွန်းလို့ကမန်းကရနဲ့တခါတည်းအဲ့ဒီနီးနားမှာရှိတဲ့တောက်ရည်အိုးစင်ကရေလေးဝမ်းကြည့်တော့လေးနဲ့သွားခတ်ပြီးတော့ပြည့်စေကဗုဒ္ဓကိုရေကတ်တော်မူတယ်အေးပြည့်စေကဗုဒ္ဓကလည်းရေတောက်တော်မူတပိတ်များဆေးကြောပြီးတော့တပိတ်ကိုတပိတ်အိတ်ထဲမှာပြန်ထဲလို့တပိတ်လွယ်လို့ပြေးသားရေကောင်းငင်ခရီးကနေပြီးတော့ကန္နာမာရဏတောင်ကိုပြန်ကြွတော်မူသွားတယ်တဲ့အောက်ကနေလက်အုပ်လေးချီးပြီးတော့ကြည်ညိုရင်းနဲ့ဝမ်းသာလိုက်တာဆိုတာအဟောပရမန္တုံလည်းပန်းငါဒီရခဲ့တဲ့ကုသိုလ်ပွဲကြီးကိုပြုလုပ်လိုက်ရပြီလို့ဝမ်းမြောက်ဝမ်းသာနဲ့ဘေသတ္တိတော်တွေကိုဝင်သွားတနေ့လုံးတော်ထဲမှာထင်းခုတ်နေတော့လည်းပဲသူစိတ်ကဘယ်ရောက်နေလဲပြည့်စေကဗုဒ္ဓကိုမနေ့ကသမင်းညာငယ်လေးနဲ့ငပိဘုံလေးလှူလိုက်ရတဲ့ကုသိုလ်ကိုအာယုံပြုနေတာဆာယာမှန်းတော့မသိဘူးတဲ့စာဖို့လို့မေ့သွားတယ်အဲ့ဒီလိုနဲ့ကိုလုံးတဲ့ကုသိုလ်ကောင်းမှုကိုဝမ်းမြောက်ဝမ်းသာနဲ့နေသူ့ဘဝတစ်လျှောက်လုံးမှာပြည့်တဲ့အဲ့ဒီကုသိုလ်တစ်ခုတည်းပါသွားတာတတန်းကုန်လို့တည်တဲ့အခါကျတော့ဘုန်းကြီးတို့ဘုရားလောင်းတော်သူရှင်ရဲ့သားဟာအနိစ္စရောက်လို့သေသွားတော့ဘယ်မှာသွားဖြစ်တုံးလို့ဆိုရင်ဗာရဏသီမင်းကြီးရဲ့တောင်နှန်းဆံမိဖုရားကြီးရဲ့ဝမ်းမှာပရိသန္တေကိုကဏီကောင်းစွာမသွေယူခဲ့ပါပြီတကား